ကိုဖုံးမော်နှင့်ကိုစိုးနိုင်ကြာဆုံးခြင်း32နှစ်မြောက်နှစ်ပတ်လည်နေ့သို့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီမှပေးပို့သောသဝင်လွှာ2025ခုနှစ်မလ23ရက်အပိုက်1 1988ခုနှစ်မလ23ရက်နေ့သည်မြန်မာဒီမိုကရေစီလှုပ်ရှားမှုသမိုင်းတွင်သမိုင်းဝင်ရှစ်လေးလုံးအရေးတော်ပုံကြီးကိုပေါ်ပေါက်စေခဲ့ပြီးရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားများဖြစ်ကြသောကိုဖုံးမော်နှင့်ကိုစိုးနိုင်တို့ကြာဆုံးခဲ့ကြရသည့်မိပြောက်ရမရနိုင်သောနေ့တစ်နေ့လည်းဖြစ်ပါသည်ကိုဖုံးမော်နှင့်ကိုစိုးနိုင်တို့သည်ဒီမိုကရေစီရရှိရေးအတွက်ကြိုးပမ်းရင်းကြာဆုံးခဲ့ရာယနေ့ချိန်တွင်39နှစ်မြောက်ရှိခဲ့ပြီဖြစ်ပါသည်အပိုက်နှင့်တိုင်းပြည်အနာဂတ်၏ကျောင်းသားလူငယ်များသည်ဒီမိုကရေစီအတွက်နှစ်ပေါင်းများစွာကြာတိုက်ပွဲဝင်လျက်ရှိပြီးယနေ့ချိန်ထိအသက်ပေါင်းများစွာပေးဆက်နေရဆဲဖြစ်ပါသည်ယနေ့ຫນွေဦးတော်လှန်ရေးသည်တိုင်းသားပြည်သူအားလုံးအတွက်နောက်ဆုံးဒီမိုကရေစီတိုက်ပွဲဖြစ်တဲ့ကဲ့သို့ဂျမ်ဖတ်ဆီအာနာရှင်စနစ်နဲ့အတူအာနာရှင်စနစ်မှန်သမျှကိုပြီးသက်ချေမှုန်းနိုင်မည့်နောက်ဆုံးတော်လှန်ရေးတိုက်ပွဲလည်းဖြစ်ပါသည်ຫນွေဦးတော်လှန်ရေးတွင်တိုက်ပွဲဝင်နေကြသောကျောင်းသားလူငယ်များအနေဖြင့်ကိုဖုံးမော်ကိုစိုးနိုင်တို့၏ဆွန့်လွတ်ပေးဆက်မှုများကိုအထူးအားမေတ္တရလျက်၎င်းတို့၏စိတ်ဓာတ်ကိုကိုင်ဆွဲကာဆက်လက်ချီတက်ကြစေလိုကြောင်းလေးလေးနက်နက်တိုက်တွန်းအပ်ပါသည်အပိုက်3ဂျမ်ဖတ်ဆီအာနာရှင်စနစ်ကိုတိုင်းသားလူမျိုးပေါင်းစုံဘာသာဝင်ပေါင်းစုံတို့ကစုပေါင်းရတော်လှန်နေသောຫນွေဦးတော်လှန်ရေးတွင်ကျောင်းသားလူငယ်များ၏အခမ်းကဏ္ဍသည်အလိုရေးပါသောအခမ်းကဏ္ဍမှပါဝင်လျက်ရှိနေပါသည်ယနေ့လူငယ်လူရွယ်များသည့်နောင်နာကက်တွင်တိုင်းပြည်တာဝန်များကိုပခုံးပြောင်းထမ်းဆောင်မိလူကြီးများဖြစ်သောကြောင့်အင်မတန်အရေးပါသောအင်အားတစ်ရပ်ဖြစ်ပါသည်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးခီးလန်းတွင်ကိုဖုံးမော်ကိုစိုးနိုင်တို့ကဲ့သို့ကျောင်းသားလူငယ်လူရွယ်များစွာတို့သည်ဂျမတ်ဆီအာနာရှင်များ၏မတရားဖန်ဆီးတပ်ဖြတ်ခြင်းထောင်ချခြင်းနှင့်အတင်းအဓမ္မစစ်မှုထမ်းခိုင်းစေခြင်းကိုခံနေကြရပါသည်ဂျမတ်စစ်တပ်ကလူမဆန်သောလုပ်ရများကိုစဉ်ဆက်မပြတ်လှုံ့ဆော်လျက်ရှိပြီးတိုင်းပြည်နာဂတ်ကိုဖျက်ဆီးလျက်ရှိနေပါသည်အပိုင်လေးဒီမိုကရေစီရှင်သန်ရေးနဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတို့အတွက်ပြည်သူလူထုအင်အားနဲ့အတူတော်လှန်ရေးအင်အားစုများအားလုံး၏စုပေါင်းအင်အားဖြင့်စိန်ခေါ်မှုအခက်အခဲနဲ့တားဆီးပေါင်းများစွာကိုဆက်လက်ကျော်လွှားဖျက်ဆီးရအောင်မည်ဖြစ်ပါသည်တော်လှန်ရေးအင်အားစုများအားလုံးနှင့်ဖြင့်ဒီမိုကရေစီခီးကျဲတစ်လျှောက်တွင်အသက်သွေးချွေးနှင့်ဘဝပေါင်းများစွာပေးဆက်ခဲ့ကြရသောအာဇာနည်သူရဲကောင်းများ၏ဆွန့်လွတ်နေနာခံမှုများကိုလေးစားတန်ဖိုးထားခြင်းအပြင်ခိုင်မာသည့်စိတ်ဓာတ်မလျှော့သောဇွဲနှင့်ပြန်လည်နားလည်ယုံကြည်မှုတို့ဖြင့်ဆက်လက်ကြိုးပမ်းသွားကြစေလိုကြောင်းလေးလေးနက်နက်တိုက်တွန်းလိုပါသည်အပိုင်ကမြန်မာနိုင်ငံ၏ဒီမိုကရေစီတိုက်ပွဲတွင်ကြာဆုံးခဲ့ရသောကိုဖုံးမော်နှင့်ကိုစိုးနိုင်တို့ကဲ့သို့ကျောင်းသားလူငယ်အာဇာနည်သူရဲကောင်းများစွာတို့၏ဆွန့်လွတ်နေနာခံမှုတို့ကိုအစဉ်အမြဲအောင်မေ့လျက်၎င်းတို့၏အိမ်မက်များကိုအကောင့်ထဲပေါ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းမိမိတို့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီနေဖြင့်တန်ဋိဌာန်ပြုပါသည်ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားများဖြစ်သည့်ကိုဖုံးမော်နှင့်ကိုစိုးနိုင်တို့နှင့်အတူခေတ်ဆက်ဆက်ဒီမိုကရေစီတိုက်ပွဲတွင်ကြာဆုံးခဲ့ကြရသောကျောင်းသားလူငယ်လူရွယ်အာဇာနည်သူရဲကောင်းအပေါင်းတို့အားလေးစားစွာဥညွတ်ဂုဏ်ပြုလျက်ဤသဝန်လွှာအားထုတ်ပြန်အပ်ပါသည်ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ